မြန်မာနိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးစီးရင်ဝင်မင်းသမီး၄ဦးမှာတော့နံပါတ်1အနေနဲ့ရပ်တည်နေတာကတော့ဝင်းမုံရွှေပဲဖြစ်ပါတယ်ခင်ဗျာသူမဒီမြန်မာနိုင်ငံ၏ကြေးမြင့်ဆုံးမင်းသမီးတစ်လက်အဖြစ်နှစ်ကာလကြာရှည်စွာရပ်တည်နေသူတူလည်းဖြစ်ပါတယ်ခင်ဗျာထူးခြားချက်အနေနဲ့ရုပ်ရှင်ရိုက်ကူးကမြန်မာချင်းအပြင်ပြည်တွင်းပြည်ပနာမည်ကြီးဗရန်များ၏အမ်ဘာစတိုးအဖြစ်ဆောင်ရွက်ရခြင်းမှာဝင်ငွေအများဆုံးရရှိနေသူဖြစ်သည်ကြော်ညာပြေမဟုတင်စားရလောက်အောင်ကြော်ညာအများဆုံးရိုက်ကူးရသူလည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်1ဝင်ငွေအများဆုံးမင်းသမီးကတော့အင်ဒရာကျော်တင်ပဲဖြစ်ပါတယ်ခင်ဗျာဝါရင်အကယ်ဒမီများရှင်ဖြစ်ပြီးသူမ၏ပုံရိပ်မှာခိုင်မာသောကြောင့် high end brand များမှာမျက်စိကျခြင်းခံရသူဖြစ်ပါတယ်ထူးခြားချက်အနေနဲ့မိသားစုပိုင်စီးပွားရေးလုပ်ငန်းများအပြင်တကိုယ်ရေးအမှုပညာကြီးမှာလည်းထိပ်တန်းအဆင့်တွင်ရှိနေစေဖြစ်ပါတယ်ခင်ဗျာနံပါတ်3မိုးဟေကိုတရုတ်ဆောင်ကြီးတာမကရုပ်ရှင်ထုတ်လုပ်ရေးနှင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများမှာဝင်ငွေများစွာရရှိနေသူတူလည်းဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့မိုးဟေကိုသည်စီးပွားရေးအမြင်ရှိသောမင်းသမီးတစ်လက်ဖြစ်ပြီးသူမ၏အခြားသောစီးပွားရေးလုပ်ငန်းများကြောင့်လစဉ်ဝင်ငွေအလုံးမြင့်မားနေသူမင်းသမီးတူလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်4နေရာမှာရပ်တည်နေတဲ့မင်းသမီးကတော့ဖွေးပဲဖြစ်ပါတယ်ခင်ဗျာ။ပြည်သက်အခိုင်မှာရရှိထားသောထိပ်တန်းမင်းသမီးဖြစ်ပြီးရုပ်ရှင်ရိုက်ကူးမှုများအတွက်အမှုပညာကြီးအမြင့်ဆုံးရသူများတဲ့တွင်ပါဝင်နေပါသည်ထူးခြားချက်အနေနဲ့သူမ၏သရုပ်ဆောင်စွမ်းရည်ကြောင့်ပြည်သက်အားပေးမှုအပြည့်အဝရရှိထားပြီးရုပ်ရှင်ဇာတ်ကားကြီးများလက်ခံရိုက်ကူးရာတွင်ထိပ်တန်းဝင်မင်းသမီးလည်းဖြစ်ပါတယ်ခင်ဗျာမှတ်ချက်အနေနဲ့အမှုပညာရှင်များ၏ဝင်ငွေသည်လစဉ်လစာပုံစံမျိုးမဟုတ်ဘဲရိုက်ကူးထားသောဇာတ်ကားရည်အတွက်နှင့်လက်ခံရရှိသောကြော်ညာစာချုပ်များပေါ်မူတည်၍လစဉ်အလိုက်ပြောင်းလဲမှုရှိနိုင်ပါသည်။ဒါကတော့မြန်မာနိုင်ငံရဲ့လက်ရှိဝင်ငွေအကောင်းဆုံးမင်းသမီး၄ဦးအကြောင်းပဲဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။